ပြောလိုက်လို့ရှင်တော့မရဝတ္တရား၅ပါးကြေးလား10ပါးကြေးလားနဲ့အကြေးလို့ဟိုဘက်တောင်ကြောကြတယ်ခမင်းစားချိန်လိုက်ကြလဲကြာဘာချက်လဲဘာဟင်းလဲဘုမနဲ့တော့ဘာမှမရှိဘူးဝေချင်ရဟင်းလေးနဲ့အရွက်ကြော်လေးနဲ့ငပိရလေးတို့စရာဟင်းတစမ်းမကောင်းခမင်းစားတာအဆင်မပြေဘူးခမင်းစားတာအဆင်မပြေဘူးအော်ဟိုကဟင်းလေးကျွေးလေးဝဲပြီးတော့အသားဟင်းလေးနဲ့ဝက်သားလေးနဲ့အဲ့လိုမျိုးလဲချက်လဲပေးလဲပြီးတော့အဲ့မနဲ့ကဘလောက်ကုန်လဲလို့မမေဘူးခေါင်းမဖော်ဘူးစားတာဒီလိုလိုခေါင်းဝုန်းဝုန်းပြီးတော့တခါနှုတ်သီးလေးကိုချွန်ပြီးတော့စားလိုက်ကြတယ်အမျိုးဟမ်ဘလောက်ကုန်လဲလို့မမေဘူးပတ်စံ1000လောက်ပေးထားရင်တစ်ပတ်လုံးသုံးပါပြီလို့သူတို့တွေအဲ့ဒီလိုယောက်ျားတွေကအဲ့လိုမှတ်နေတာလက်ဆွဲချင်းယူမသွားနဲ့ငွေ1000ပေးလို့ကျွတ်ကျွတ်အိတ်ဒီလောက်ပဲယူသွားအဲ့ကျွတ်ကျွတ်အိတ်မပြေဘူးပတ်စံ1000ကိုသူတို့က1000ပေးရင်တစ်သလုံးလို့အောင်းမိနေတစ်သလုံးသုံးရတယ်အောင်းမိနေတာဝက်သားလေးများချက်လိုက်လို့ရှိရင်ခေါင်းမဖုံးမိမဘလောက်ကုန်လဲလို့မမေဘူးတုံးလိုက်တာတခါလေခေါင်းကိုမခေါ်တော့ဘူး